တောင်းမငန္နာနဲ့ထက်သည်ကျန်တဲ့နှစ်ဖက်နှစ်ထက်များပေါင်းခြင်းနဲ့ညီသည်ဒီစာသားလေးကိုတော့ဒီအကြောင်းအရာလေးကိုတော့လူတိုင်းရင်းနှီးပြီးသားဖြစ်မှတင်ပါတယ်ဟုတ်ပါတယ်ကျွန်တော်တို့လေတန်းသင်္ချာနှစ်ပုံစံတွေနဲ့ထက်တန်း geometry ဆိုင်ရာပုံစံတွေမှာအတွေ့အများတဲ့အသုံးများတဲ့နာမည်ကျော် Pythagorean theorem တွေကစာသားလေးတွေပဲဖြစ်ပါတယ်ဒီ Pythagorean theorem က Pythagorean မတိုင်မီကလေးကအသုံးပြုနေကြတဲ့သင်္ချာသဘောတရားတစ်ခုဖြစ်ပါတယ်Pythagorean ကပိုပြီးတိတိကျကျသက်သေပြနိုင်ခဲ့တာကြောင့်ပေါ့နော်ဒီ Pythagorean theorem လို့ကြော်ကြားလာတယ်လို့လည်းစာထဲမှာဖတ်ဖို့ပါတယ်နော်ကဲဒီနေ့ဗီဒီယိုလေးကတော့ Pythagorean theorem အကြောင်းပဲဖြစ်ပါတယ် Pythagorean theorem ကတောင်းပန်ဒီဂရန်နဲ့ပတ်သက်တဲ့ theorem တစ်ခုလည်းဖြစ်ပါတယ်နော်ဒီမှာနမူနာအနေနဲ့တောင်းပန်ဒီဂရန် ABC ရှိပါတယ်တောင်း C မှာတောင်းပန်ဖြစ်နေပါတယ်ဒါကြောင့် AB ကတောင်းပန်ရဲ့အနာ hypotenuse ဖြစ်ပြီး BC နဲ့ AC တို့ကကျတော့ကျန်တဲ့နှစ်ဖက် otherless ဖြစ်ပါတယ်အဲ့တော့ Pythagorean ယူဆခဲ့တာကျတော့ကျန်တဲ့နှစ်ဖက်မှာဆွဲလို့ဖြစ်ပေါ်လာတဲ့ stereo နှစ်ခုပေါင်းခြင်းဟာတောင်းပန်ရဲ့အနာမှာဆွဲလို့ဖြစ်လာတဲ့ stereo ရဲ့ area နဲ့ညီတယ်ပေါ့နော်တူပဲဖြစ်တယ်လို့ယူဆတာပဲဖြစ်ပါတယ်အဲ့တော့ BC နာဘောမှာဆွဲလို့ဖြစ်ပေါ်လာတဲ့ stereo တွေနဲ့ AC နာဘောမှာဆွဲလို့ဖြစ်လာတဲ့ stereo တွေအဲ့နှစ်ခုပေါင်းခြင်းဟာ AB နာဘောမှာဆွဲလို့ဖြစ်လာတဲ့ stereo ကြီးနဲ့ညီတယ်လို့ဆိုလိုတာပဲဖြစ်ပါတယ်အဲ့ stereo A နဲ့ stereo B ပေါင်းရင် stereo C ရပါမယ်အဲ့လိုပြောချင်တာဖြစ်ပါတယ်ဒီကနေမတဆင်ဆရာတို့က stereo A ရဲ့အနာတစ်ဖက်ကို A အသေးလို့ထားမယ်stereo B ရဲ့အနာတစ်ဖက်ကိုကျတော့ B အသေးလို့ထားလိုက်မယ်stereo C နာကိုကျတော့ C အသေးလို့သတ်မှတ်လိုက်မယ်နော်ဒါဆိုရင် stereo ကအနာလေးပဲစလုံးညီတဲ့ stereo ဖြစ်တဲ့အတွက် stereo A ရဲ့အလျားနဲ့ဟာ A အသေးပဲဖြစ်မယ်ထို့အတူပဲ stereo B stereo C တို့ရဲ့အလျားနဲ့ဟာလည်း B အသေး C အသေးတွေပဲဖြစ်သွားမယ်ဒါက stereo ရဲ့ concept ကြောင့်ပါနော် stereo ကအနာလေးပဲစလုံးညီတဲ့အတွက်ကြောင့်ကဲဒီခါမှာဆိုတော့ area ကိုရှာလိုက်တဲ့အခါမှာ a square plus b square ဟာ c square နဲ့ညီတယ်ဆိုပြီးတော့ညီမျှခြင်းရလာပါမယ်ဒါဆိုတော့သုံးနေတဲ့တောင်းပန်ကဏ္ဍနှစ်ထပ်ဟာကျန်တဲ့နှစ်ဖက်နှစ်ထပ်ဒီပေါင်းခြင်းဆိုပြီးဖြစ်လာတယ်နော်အဲ့တော့ c ကတောင်းပန်ကဏ္ဍ hypotenuse ဖြစ်ပြီးတော့ a နဲ့ b ကတော့ကျန်တဲ့နှစ်ဖက် otherless တွေဖြစ်ပါတယ်အဲ့တော့မှာဆရာတို့သုံးနေတဲ့ Pythagorean theorem ညီမျှခြင်းကိုရလာတာပါနော်ကဲပြီးတော့နောက်တစ်ခါကျတော့ညီမျှခြင်းနဲ့မတွက်ဖက်နဲ့ပုံကနေပဲ area လေးရှာကြည့်ပြီနော်အဲဒါဆိုရင် stereo သေးမှာstereo သေး A မှာဒီမှာလိုက်ပြီးရေးကြည့်လိုက်တဲ့အခါမှာသူက9 square unit ရှိတာတွေ့ရတယ်နော်အဲ stereo သေး B ကလည်းပဲ9 square unit အတိအကျဖြစ်ကြပါတယ်အဲတော့ stereo ကြီးကိုရေးလိုက်တဲ့အခါမှာကျတော့ဆရာတို့က80 square unit ရတယ်အဲဆိုရင် stereo A နဲ့ stereo B ပေါင်းတာက9နှစ်ခါပေါင်းလိုက်တာဖြစ်တဲ့အတွက်80 square unit ရပါတယ်stereo ကြီးကလည်း80 square unit ရတာတွေ့ရပါတယ်เนาะဒါကြောင့်မလို့သူတို့နှစ်ခုပေါင်းခြင်းဟာ stereo ကြီးနဲ့လည်းညီညီအောင်တွေ့ရပါတယ်เนาะကဲဒါဆိုတော့ Pythagorean theorem မှန်ကန်မှုရှိကြောင်းကိုတွေ့နိုင်ပါတယ်เนาะအဲ့တော့ပတ်ဝန်းကျင်မှာ Pythagorean theorem ကိုလက်တွေ့သုံးချနေကြတာကတော့အနည်းဆက်ဆုံးကတော့ဆရာတို့ TV တွေပေါ့เนาะ TV တွေကွန်ပျူတာတွေဖုန်းတွေ tablet တွေသူတို့ရဲ့အရွယ်အစားကိုဖော်ပြတဲ့နေရာမှာသုံးနေကြတာပဲဖြစ်ပါတယ်အဲ့ဒါကဆရာတို့ကထောင်းပြက်ကိုတိုင်းပြီးတော့သူ့ရဲ့လက်မဘယ်နှလက်မရှိတယ်ဆိုတာကိုအသုံးပြုပြောနေကြခြင်းပဲဖြစ်ပါတယ်ဒါကလည်းဆရာတို့ Pythagorean theorem ကိုအသုံးချနေမှုတစ်ခုပဲဖြစ်ပါတယ်